မင်္ဂလာပါခင်ဗျာမင်္ဂလာပါ YouTube Channel မှာကြိုဆိုပါရစေ။ညနေဩဂုတ်လ13ရက်ဗုဒ္ဓဟူးနေ့အရှိအလယ်ပိုင်းနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နာမည်ရိုဟန်ပါ။အီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC သည်စစ်ပွဲကိုရန်သူနိုင်ငံများ၏နေမြေအတွင်းအထိဆင်နွှဲမိဟုအကြီးတန်းတပ်မှုတဦးကပြောကြားလိုက်ပါတယ်။အီရန်နိုင်ငံ၏နယ်စပ်ပြင်ပတွင်ထိုစစ်စင်ရေးများပြုလုပ်နိုင်ရန်လွတ်အပ်သောစီရေးလက်နက်စွမ်းရည်များတိဆောက်ရန်အထက်ကအမိန့်ရရှိထားကြောင်းပြောဆိုလိုက်ပါတယ်။အီရန်ဘက်ကပြောလိုက်တဲ့ရန်သူနိုင်ငံ၏နေမြေဆိုတာဘယ်နိုင်ငံကိုရည်ရွယ်ပြောတာလဲ။အခုအီရန်မှာရှိနေတဲ့ဒုံးကျည်တွေပင်လယ်ကွေ့နိုင်ငံအားလုံးမှာရှိတဲ့အမေရိကန်စစ်စခန်းများနဲ့အစ္စရေးသိမ်းပိုက်ထားသောပါလက်စတိုင်းနေမြေအထိပြစ်မှတ်ကိုထိထိရောက်ရောက်ပြစ်နိုင်တဲ့ဒုံးကျည်နဲ့ဒရုန်းတွေရှိနေပြီးကီလိုမီတာအဖြစ်2000မှ2500အကွာဝေးအထိပြစ်နိုင်တဲ့တာဝေးပစ်ဒုံးကျည်တွေလက်ရှိအီရန်မှာရှိနေပါတယ်။အဲ့ဒီတခါအဓိကတာဝေးပစ်ဒုံးကျည်များမှာရှာဟပ်3ဒုံးကျည်ကီလိုမီတာ1200နဲ့ပြီးတော့2000ထိပြစ်နိုင်ပါတယ်။ဂါဒါဒုံးကျည်ကီလိုမီတာ1800နဲ့2000ထိပြစ်နိုင်ပါတယ်။အမတ်ဒုံးကျည်ကီလိုမီတာ2000ထိပြစ်နိုင်ပါတယ်။ဆေဂျီလ်ဒုံးကျည်ကီလိုမီတာ2000ကျော်ပြစ်နိုင်ပါတယ်။ခိုရမ်ရှေဟတ်ဒုံးကြီးကီလိုမီတာ2000နဲ့2500ကျော်ပြည့်နိုင်ပါတယ်။ခေဘာဒုံးကြီးကီလိုမီတာ2000ကျော်ပြည့်နိုင်ပါတယ်။ခေဘာရှီကန်ဒုံးကြီးကီလိုမီတာ1450ပြည့်နိုင်ပါတယ်။ဟိုက်ကာဆမ်ဒုံးကြီးကီလိုမီတာ1400ဖာတာဒုံးကြီးကီလိုမီတာ1400အထိပြစ်မှတ်ကိုအတိအကျထိမှန်အောင်ပြစ်နိုင်တဲ့ဒုံးကြီးတွေအီရန်မှာရှိနေပြီးထုတ်လုပ်မှုကိုလည်းတိုးချက်ထုတ်လုပ်နေပါတယ်ဟုအီရန်တာဝန်ရှိသူများကပြောဆိုလိုက်ပါတယ်အခုအီရန်ဘက်ကပြောလိုက်တဲ့ရန်သူနေမြေဆိုတာဘယ်ရန်သူကိုပြောနေတာလဲအီရန်ရဲ့အဓိကအနည်းဆုံးရန်သူကအစ္စရေးဖြစ်ပါတယ်အစ္စရေးထိပြစ်နိုင်တဲ့ဒုံးကျည်နဲ့ဒရုန်းတွေအီရန်မှာအများကြီးရှိနေပါတယ်အီရန်ရဲ့အခြားရန်သူကအမေရိကန်ဖြစ်ပါတယ်အခုအီရန်ဘက်ကပြောလိုက်တဲ့ရန်သူနေမြေနိုင်ငံအထိရောက်အောင်စစ်ကိုတည်ယူသွားမယ်ဆိုတာအမေရိကန်ကိုပြောနေတယ်ဆိုတာသိကြနေပါတယ်ဒီလိုဆိုရင်အီရန်ကအမေရိကန်ထိလမ်းပြနိုင်တဲ့တာဝေးပစ်ဒုံးကြီးတိဆောက်နေပြီလားဒါမှမဟုတ်တိဆောက်လို့ပြီးသွားပြီလားဆိုတဲ့မေးခွန်းကကျွန်တော်တို့ရဲ့ကြားမှာရှိနေပါတယ်အကယ်၍အီရန်ဘက်ကအမေရိကန်အထိလမ်းပြနိုင်တဲ့တာဝေးပစ်ဒုံးကြီးတွေတိဆောက်ပြီးပြီဆိုရင်အဲ့ဒီဒုံးကြီးတွေကိုရခင်ကဘာကြောင့်အမေရိကန်နိုင်ငံကိုမပစ်ခဲ့တာလဲအီရန်ဘက်ကပြောတဲ့အတိုင်းလောက်တတ်တယ်ဆိုတာဖေဖော်ဝါရီလ28ရက်နေ့မှာညနေအထိဖြစ်နေတဲ့အမေရိကန်နဲ့အီရန်စစ်ကိုကြည်ချင်းဖြစ်သိနိုင်ပါတယ်။ကမ္ဘာ့ဒုတိယစစ်ပြီးကြတဲ့ကအမေရိကန်ပြည်တွင်းထိပြပနိုင်ငံတစ်ခုခုကဓာတ်ရိုက်တိုက်ခိုက်တာမျိုးမရှိသေးပါဘူး။မြောက်ကိုရီးယားကအမေရိကန်ကိုဒုံးကျည်နဲ့ပြစ်မဲ့ဟုမကြာခဏချိန်ချောက်လည်းရှိပေမဲ့အီရန်ဘက်ကအမေရိကန်ပြည်တွင်းထိစစ်ကိုယူဆောင်သွားမယ်ဆိုပြီးတွယ်ဝိုက်ပြောဆိုခြင်းကဒါပထမဆုံးဖြစ်ပါတယ်။ခေတ်သစ်နည်းပညာသုံးစစ်လက်နက်များမထုတ်လုပ်ခင်ထုတ်လုပ်မယ်ဟုပြောထားမရှိကြပါဘူး။စစ်ဘက်သုံးလက်နက်စမ်းလက်နက်တစ်တွေတိဆောက်ပြီးပါကလက်နက်ရဲ့တိကျမှန်ကန်မှုကိုစမ်းသပ်စစ်ဆေးပြီးမှသာအဆိုပါလက်နက်အကြောင်းကိုထုတ်ပြောလဲရှိတာပါအခုအီရန်ရဲ့အဆိုအရအမေရိကန်ထိပြစ်နိုင်တဲ့တာဝေးပစ် ICBM Intercontinental Ballistic Missile ရှိနေပြီလားအခုတလောအီရန်ဘက်ကထွက်လာနေတဲ့သတင်းတွေအရလေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်တင်ပေါ်ဖျက်ဒုံးကြီးနဲ့စစ်လက်နက်အများအပြားကိုပဲ့ထိန်ဒုံးကြီးများကိုအသုံးပြုတိုက်ခိုက်သည့်နှုန်းထပိုမိုမြန်ဆန်စွာသူတို့ရဲ့စိတ်ယုံတွေကထုတ်လုပ်နေကြောင်းသတင်းတွေမှာဖော်ပြတာတွေတွေ့ရပါတယ်အခုအမေရိကန်နဲ့ဖြစ်နေတဲ့စစ်ပွဲကိုနှစ်ပေါင်းများစွာဆင်နွှဲနိုင်ပြီးပဲ့ထိန်ဒုံးကြီးများသည်ရန်သူအပေါ်ဆက်လက်မိုးရွာတဲ့ကဲသို့ကြာရောက်နေပြီဟုအီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC တပ်မှုချုပ်၏အကြီးတန်းအကြံပေးဗိုလ်မှူးချုပ်မိုဟာမက်ရေဇာနတ်ဒီကထုတ်ပေါ်ပြောကြားလိုက်ပါတယ်။အီရန်တပ်မတော်၏ဒုတိယအမှုဆောင်ညီနာရေးမှုဗိုလ်မှူးချုပ်အလီရေဇာရှိတ်ကရန်သူဘက်မှမြေပြင်စစ်စင်ရေးမိသည့်လှုပ်ဆောင်မှုမျိုးမဆိုစတင်ခြင်းမရှိမီတားဆီးချေမှုန်းသွားမည်ဟုပြင်းပြင်းထန်ထန်သတိပေးပြောကြားလိုက်ပါတယ်။အမေရိကန်ကမြေပြင်တပ်ဖွဲ့ချပြီးအီရန်နိုင်ငံအတွင်းမြေပြင်စစ်စင်ရေးအတွက်ပြင်ဆင်နေပြီလား။အမေရိကန်ကအဲ့ဒီလိုပြင်ဆင်မှုတွေလုပ်နေတာကိုအီရန်ဘက်ကထောင်လိုင်းရဲ့သတင်းအရင်အမြင့်အရတည်နေလို့အခုလိုသတိပေးကြတွေကိုအီရန်ဘက်ကမကြာခဏ
ထုတ်ပြန်နေတာလားဆိုတာကိုစဉ်းစားကြရတော့ဖြစ်နေပါပြီ။တပတ်မှာအနည်းဆုံးတစ်ကြိမ်လောက်အမေရိကန်ရဲ့မြေပြင်စစ်စင်ရေးနဲ့ပတ်သက်ပြီးအီရန်ဘက်ကသတိပေးကြထုတ်ပြန်ပြီးသတိပေးနေတာကိုတွေးနေရတဲ့အတွက်မြေပြင်စစ်စင်ရေးဖြစ်ဖို့အလားအလာများနေတယ်လို့ယူဆရပါတယ်။အဲ့ဒီလိုဖြစ်ရင်အီရန်ဘက်ကလည်းနယ်စပ်တလျှောက်အထူးတပ်ဖွဲ့တွေချထားပြီးဝင်ရောက်လာမဲ့ပြည်ပတပ်ဖွဲ့တွေကိုခြေထောက်ဖြတ်ပစ်မယ်ဟုအီရန်ဘက်ကချိန်ချောက်ထားပါတယ်။အကယ်၍အမေရိကန်တပ်တွေအီရန်ပိုင်နက်ထဲတကယ်ဝင်လာရင်အာဖဂန်နစ္စတန်မှာကြုံခဲ့ရတဲ့အခက်အခဲတာပုံမများစွာအီရန်မှာကြုံရနိုင်တယ်လို့စစ်ရေးလေ့လာကျွမ်းကျင်သူတွေကဆိုပါတယ်။အမေရိကန်ပြည်ထောင်စု၏ထောင်လိုင်းရေးဆိုင်ရာချုပ်ယူမှုများနဲ့တွက်ချက်ခံမမှုများမှာမာယွန်းနေကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရာချီကထောက်ပြခဲ့ပြီးအီရန်အပေါ်ဆင်နွှဲခဲ့သောစစ်ပွဲသည်ထိုအမားအယွန်းများ၏ထင်ရှားသောဥပမာလက္ခဏာတစ်ခုဖြစ်ကြောင်းယခုအခါဝါရှင်တန်အနေဖြင့်ဟော်မုတ်ရေလက်ကြားနှင့်ပတ်သက်၍ပုံမကြီးမားသောတွက်ချက်မှုမာယွန်းမှုတစ်ခုကိုပြုလုပ်နေပြီဖြစ်ကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရာချီကပြောကြားခဲ့ပါတယ်ဟော်မုတ်ရေလက်ကြားကိုလည်းအမေရိကန်နဲ့အီရန်အပြန်အလှန်ထိန်းချုပ်ထားသည်ဟုထုတ်ပြန်ထားပေမဲ့အမေရိကန်စစ်သင်္ဘောတစ်စီးမှပါရှမ်းပင်လယ်ကွေ့မှာမရှိကြောင်းအီရန်ဘက်ကထုတ်ပြန်ချက်တရက်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။အမေရိကန်နဲ့အီရန်အပြန်အလှန်စစ်ရော်ကြီးတောင်းဆိုမှုများလည်းညှက်တက်လာနေပြီးလက်ရှိမှာနှစ်ဖက်စလုံးကအပြစ်ခတ်ရပ်ဆိုင်ထားပေမဲ့အပြစ်ခတ်ရပ်စဲရေးအတွက်နှစ်ဖက်သဘောတူညီချက်မျိုးချုပ်ဆိုထားတဲ့သဘောတူညီချက်တစ်စုံတရာမရှိသေးပါဘူး။ယခင်ချုပ်ဆိုခဲ့သော MOU နားလည်မှုစာချွန်လွှာကိုလည်းသမ္မတထရမ့်ကပြက်ပြဲသွားပြီဟုပြောခဲ့သောကြောင့်အခုလက်ရှိအီရန်နဲ့အမေရိကန်ကြားဘာသဘောတူညီချက်မှမရှိသေးပါဘူးအမေရိကန်ဘက်ကပြစ်ခတ်ရစဲထားလို့အီရန်ဘက်ကလည်းအလားတူရစဲထားတာဖြစ်ပြီးတိုက်ပွဲအတွက်အသင့်အနေထားမှာအမြဲရှင်းနေကြောင်းအီရန်ဘက်ကထုတ်ဖော်ပြောထားပါတယ်အနောက်ဘက်ကဝက်စ်ဘာမှာပါလက်စတိုင်းလူမျိုးတွေရဲ့နေစဉ်ဘဝဟာငရဲပြေအလားဖြစ်နေပြီဟုလူအခွင့်ရဲ့အဖွဲ့များကထုတ်ပြန်ထားတဲ့ထုတ်ပြန်ကြတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။အစ္စရေးကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဝက်စ်ဘာမှာနေထိုင်တဲ့ပါလက်စတိုင်းအရက်သားတွေအတွက်နေစဉ်ဘဝဟာအိမ်အလုတ်ကြောင်းလေယာသွာလာရေးကိစ္စတွေမှာအခက်အခဲများစွာရှိနေကြောင်းအတန်းတွေမှာဖော်ပြထားပါတယ်။သွာလာရေးမှာစစ်ဆေးရေးဂိတ်လမ်းပိတ်မှုခရီးသွားပြုခွင့်ထောက်ခံချက်တွေကြောင့်အလုတ်ကြောင်းဆေးရုံဒါမှမဟုတ်အခြားမြို့တွေကိုတွာလာရတာအချိန်ကြာပြီးမခံမနိုင်တာတွေဖြစ်တတ်ပါတယ်လို့အဆိုပါမတန်းတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။လယ်ယာမြေလယ်သမားတွေကကိုယ်လေမြေကိုတွားရောက်လောက်ကင်ဖို့အခက်အခဲတွေကြုံရနိုင်ပါတယ်လို့ဆိုထားပါတယ်။တက်ပင်ခုတ်ဖြတ်တာတီးနှံဖြတ်စည်းတာတလိษံနဲ့လယ်ယာပစ္စည်းတွေကိုထိခိုက်နေတာမျိုးတွေလည်းကုလသမဂ္ဂနဲ့ UN ကမတန်းတင်ထားတာတွေအများအများရှိပါတယ်။အိမ်ဖြတ်သိမ်းခြင်းအထူးသဖြင့် West Bank ရဲ့ area စီမှာပါလက်စတိုင်းလူမျိုးတွေဟာမိမိတို့၏အဆောက်အအုံများကိုစောက်လုပ်ခွင့်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပါလက်စတိုင်းအိမ်တွေကိုနေ့စဉ်အစ္စရေးစစ်တပ် IDF အဆောက်အရှောက်များဖြင့်ဖြိုဖျက်ဖြတ်သိမ်းတာတွေရှိနေပါတယ်။အချို့ကျေးရွာတွေမှာကလေးတွေကြောင်းသွားတဲ့လမ်းမှာစစ်ဆေးရေးဂိတ်တွေအများအပြားကိုဖြတ်တန်းသွားလာရပြီးလမ်းပိတ်ဆို့မှုနဲ့အခြေချနေထိုင်သူတွေရဲ့နောက်ရှက်မှုတွေကိုကြုံတွေ့ရတတ်ပါတယ်လို့အဆိုပါမတန်းတွေမှာရေးသားထားတာကိုတွေ့ရပါတယ်။ရေနဲ့အခြေခံအဆောက်အုံရေတွင်းရေပိုက်လိုင်းနဲ့အခြားအခြေခံအဆောက်အုံတွေပျက်စီးခြင်းကြောင့်လူအများအပြားအတွက်ရေရရှိရေးကလည်းကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။ West Bank အနောက်ဘက်ကမ်းမှာပါလက်စတိုင်းတို့၏အိမ်နဲ့ခြံစိုက်ပျိုးရေးမြေများလူယူကာအခြေချနေထိုင်တဲ့အစ္စရေးအခြေချနေထိုင်သူအချို့ကပါလက်စတိုင်းလူမျိုးတွေအပေါ်ပြုလုပ်တဲ့အကြမ်းဖက်မှုများကို UN နဲ့အခြားလူအခွင့်အရေးအဖွဲ့အစည်းများ၏မတန်းတင်ထားတဲ့မတန်းတွေမှာအခုလိုဖော်ပြထားတာကိုတွေ့ရပါတယ်။လူကိုရိုက်နှက်ခြင်းပစ်ခတ်ခြင်းအစ္စရေးအခြေချနေထိုင်သူဂျူးလူမျိုးများကိုအစ္စရေးအစိုးရကလက်နက်တပ်ဆင်ပေးထားသဖြင့်ခုခံသည့်ပါလက်စတိုင်းများကိုတနက်ဖြင့်ပစ်ခတ်တပ်ဖြတ်တာတွေလည်းရှိပါတယ်လို့ဆိုထားပါတယ်။ပါလက်စတိုင်းအိမ်တွေကိုတိုက်ခိုက်ခြင်းကားနဲ့ပစ္စည်းတွေဖျက်ဆီးခြင်းတီးနာနဲ့တစ်ပင်တွေဖျက်ဆီးခြင်းတိုးစိတ်စားတဲ့မွေးမြူရေးတလိษံတွေကိုထိခိုက်စေခြင်းလူယူသွားခြင်းနဲ့လယ်ယာမြေတွေကိုဝင်ရောက်အသုံးပြုခြင်းပျက်စီးခြင်းရေရင်းနဲ့ရေပေးဝယ်ရေးစနစ်တွေကိုပျက်စီးစေခြင်းချိန်ချောက်ခြင်းနဲ့လူတွေကို
နေရက်စွန့်ခွာစေရန်ဖိအားပေးခြင်းတို့ပါဝင်ပါတယ်။ပါလက်စတိုင်းလူမျိုးတွေဟာကမ္ဘာပေါ်မှာလူအခွင့်အရေးအချို့ဖြတ်ခံနေရတော့လူမျိုးတစ်မျိုးဖြစ်ကြောင်း UN ကုလသမဂ္ဂနဲ့နိုင်ငံတကာလူအခွင့်အရေးဖွဲ့စည်းများကဆိုထားပါတယ်။ဒီလိုနိုင်ငံတကာစီရေးနည်းပညာနဲ့ကမ္ဘာအထူးခြားတဲ့တဲ့တွေကိုဆက်လက်ကြည့်ရှုကြည့်ရင်ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ like and share လုပ်ပေးခြင်းကလည်းကျွန်တော်တို့ရဲ့ channel အတွက်အားရှိစေပါတယ်။အခုလိုမိမိအချိန်တွေက10မိနစ်ကိုဖက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ။နောက်လာမယ့်အစီအစဉ်တစ်ခုမှာတွေ့ကြမယ်။